လုံးမင်္ဂလာပါဒီနေ့တော့တရားတို့တွေ grammar လေးပြန်ပြီးတော့ revision လုပ်မယ်ပေါ့နော်ဂျာမန်စာသင်တဲ့လူတိုင်းတော့သိမယ်ပေါ့နော်ဒီ article တွေပေါ့နော် article တွေကခေါင်းစားစေရပေါ့နော်ဒီ article တွေကြောင့်လည်းလူတွေကစိတ်ညစ်ကြရပေါ့နော်သူ article ကဘယ်လိုမှမလဲနည်းနည်းတခြားလူတွေတော့မသိဘူးပေါ့နော်တရားတက်တော့ article ကနည်းနည်းလေးကောင်းကိုက်စေတဲ့အရာလို့သတ်မှတ်ချင်တယ်ပေါ့